မကြည့်ပေးတာကြာပြီဖြစ်တဲ့ EX campbell လေးကြည့်ပေးမယ်ပေါ့နော်အဲ့တော့1 2ထဲကရွေပေးထားပါEX များနေတဲ့သူဖြစ်ရင်တော့မှကိုယ်စိတ်ထဲမှာတယောက်ပဲရွေလုံးဝအဲ့တယောက်အတွက်ကိုပဲတေချာလေးရွေမှဖြစ်မယ်နာမည်ကို3កောက်ခေါ်လာလိုက်သူ့ကိုပေါ့နော်စိတ်ထဲမှာထည့်ထားပြီးရွေပေါ့နော်အဲ့တော့မွန်ဖိုင်1လေးအရင်ဆုံးစပြောပြပါမယ်ဖိုင်1သဘောအနေထားရဖိုင်1ကဘာဖြစ်နေလဲဆိုတော့ကိုနဲ့ပတ်သက်ပြီးတော့သူကအရန်ခလေးဆန်တယ်ဆိုရယ်ပုံစံနေထားမှာသူနဲ့ကိုနဲ့ကြာမှာခလေးဆန်မှုပြဿနာရှိနေတာသူကခလေးဆန်ရင်ဆန်မဆန်ရင်ကိုကခလေးဆန်နေတာအဲ့လိုပုံစံမျိုးလေးတွေတချို့အရာတွေမှာစိတ်ကိုပို့ပြီးဦးစားပေးမှုလေးတွေသူနဲ့ကိုနဲ့နှစ်ယောက်သားကြတဲ့မှာတခုခုဆိုရင်လွတ်မြောက်ခြင်းလို့မခံစားရတဲ့ပုံစံမျိုးလေးဒါမျိုးလေးတွေ့တယ်ပြီးတော့အနိုင်လိုချင်ခြင်းပုံစံနေထားမျိုးလေးတွေ့တယ်အဲ့တော့ကြောင့်မို့လို့သူ့အနေနဲ့ကကိုယ့်စီကိုပြန်လာခြင်းနဲ့ဒါပေမဲ့သူ့စိတ်အလိုကြမှာပြန်လာခြင်းတဲ့သဘောမျိုးရှိတယ်မဟုတ်လို့ရှိရင်ကြတော့ तू ကကိုယ့်ကိုလိုချင်ပေမဲ့ဘယ်လိုမျိုးဖြစ်နေတာလဲဆိုတော့ပေါ့နော်သူ့ရဲ့အတွေးထဲမှာကိုယ့်ထက်တာတဲ့လူရှာပြမယ်သို့မဟုတ်ကိုကသူ့ထက်တာတဲ့လူရနေပြီလားအဲ့လိုမျိုးအတွေးနဲ့လောင်တက်တဲ့သဘောမျိုးလေးဖြစ်တယ်ပြီးတော့သူ့ရဲ့လက်ရှိစိတ်ပုံစံနေထားမှာဆိုသူကကိုနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ပူပန်မှုလေးတွေဖြစ်တယ်ပြီးတော့ကိုပေးတဲ့အချစ်ကသူ့ကိုနည်းနည်းကြောက်စေတယ်ပေါ့နော်သူကညောင်သားကြမှာရှိတဲ့အချစ်ကဘယ်လိုမျိုးပြောရမလဲဆိုတော့တယောက်နဲ့တယောက်က type 2ပြီးကောင်းမွန်တာကိုလိုချင်ပေမဲ့တကယ်တမ်းဝေးနေတော့လဲပြန်လိုချင်တယ်ဒါပေမဲ့ပြန်ပြီးတော့ချစ်ရင်လဲတယောက်နဲ့တယောက်ကြားထဲမှာပေါ့နော်အဲ့လိုမျိုးတယောက်ကိုတယောက်ကအဲ့လိုအချစ်ပုံစံအနေထားမျိုးလေးတွေမှာနည်းနည်းလေးစိတ်ပူပန်မှုလေးတွေဖြစ်သွားစေမယ့်အရာမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေတော့ तू ကြောက်နေတုံးပဲဖြစ်တယ်ဒါပေမဲ့ तू ကကိုယ်ဆုံးရှုံးမခံချင်ဘူးဆိုတဲ့ပုံစံအနေထားမျိုးတွေတော့တွေ့တယ်အဲ့အတွက် EX comeback နေနဲ့ तू ပြန်လာနိုင်ရရှိလားဆိုမိုးနေနဲ့64%ပေးပါတယ်အဲ့တော့ကြောင့်မလို့သူ့ဘက်ကိုဘက်မှာကောင်းမွန်အဆင်ပြေအောင်တချို့သောຢာလေးတွေကြတော့ကိုကပေါ့နော် तू ပြန်လာလို့ရတယ်ကိုက तू နဲ့ပတ်သက်ပြီးတော့ဘလိုလေးတွေပေါ့ဒါမျိုးလေးတွေကိုသူ့စိတ်ကိုတန်တရားလေးတွေကင်းသွားစေအရာမျိုးပြုလုပ်ပြီးတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ပြောချင်တယ်ပေါ့နော်ဒါကတော့ဖိုင်1လေးဖြစ်ပါတယ်ဖိုင်2ကိုကြည့်တဲ့အခါမှာကျတော့ဖိုင်2နှစ်ယောက်ကအရန်စိတ်ကြီးရဒေါသကြီးရအချစ်ကြီးရအဲ့လိုမျိုးတွေထဲမှာပါတယ်သူနဲ့ကိုနဲ့ကြားထဲမှာကျတော့ next challenge လေးတွေများတာပေါ့နော်ဒီနှစ်ယောက်ကအဲ့လိုမချစ်မိခင်ရလေတယောက်နဲ့တယောက်ကြားထဲမှာနည်းနည်းလေးဆွဲလန်းတက်မှတ်မှုလေးတွေတို့မဟုတ်အဲ့လိုခန်းစားချက်မျိုးလေးရပြင်းထန်တတ်တယ်တကယ်တမ်းချစ်မိပြီးတဲ့အခါမှာကြတော့လေ challenge လေးတွေကဘယ်လိုဖြစ်လဲဆိုတော့သူ့ဘက်ကိုယ့်ဘက်မှာသူရောကိုရောမဟုတ်ရင်တော့မှတခြားသောသူတွေရဲ့ပေါ့နော်အဲ့လိုမျိုးစိတ်ညစ်အောင်လုပ်မှုတွေသူနဲ့ကိုယ်နဲ့ကြားမှာစိတ်လျှော့အောင်လုပ်မှုတွေဒီရာမျိုးလေးတွေကနှစ်ယောက်ကြားထဲမှာတော်တော်လေးကိုစိတ်နှောက်ယှက်ပေးတဲ့ပုံစံမျိုးလေးတွေဖြစ်နေခဲ့တတ်တယ်အဲ့တော့ဒီချိန်မှာ तू ကကိုယ်ပြန်လို့ခြင်းလားဆိုတော့သူ့ဘက်မှာကတစ်ဖက်အနေထားရကြအောင်နည်းနည်းလေးပတ်သက်နေတဲ့သူပေါ့နော်ရှိတာမျိုးကိုတွေ့တယ်ပတ်သက်နေတဲ့သူဆိုတဲ့ပုံစံအနေထားမှာသူ့ရဲ့အနေထားမှာသူကအဲ့တယောက်နဲ့အဆင်မပြေရင်တော့ကိုယ်ပြန်စဉ်းစားမယ်သဘောမျိုးအဲ့တယောက်နဲ့အဆင်ပြေတွေ့တော့ကိုယ်စီကိုပြန်လာဖို့အနေထားမျိုးလေးနည်းနည်းခက်တယ်ဆိုတဲ့သဘောမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့လက်ရှိပေါ့နော်သူ့ရဲ့စိတ်ပုံစံအနေထားကိုကြည့်တဲ့အခါမှာသူ့စိတ်ကကိုယ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့နော်အဲ့လိုအတွေးလေးတွေများနေတာမျိုးရှိတယ်ဒါပေမဲ့သူကပြန်ပြီးတော့ပုံမှန်လင်းလင်းတော့တိုင်မင်ချင်တာမျိုးညှိနှိုင်းချင်တာမျိုးသူနဲ့ကိုယ်နဲ့ကြားမှာကတေချာပေါက်ကိုဘက်သူ့ဘက်ကိုဂတိလေးတွေပေးပြီးတော့ကကောင်းမွန်မွန်လေးနဲ့တွားနိုင်မယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ဒီလိုမျိုးလေးတော့ဖြစ်နိုင်ခြေရှိသေးတယ်ဒီနေရာမှာတခုပြောချင်တာတချို့ EH တွေကြတော့2ပင်လိန်3ပင်လိန်ဖြစ်နေတယ်အဲ့ဒါဘာသဘောလဲဆိုတော့ကိုပေါ့နော်အဲ့လိုမျိုး तू ကဘယ်လိုပြောမလဲကိုနဲ့အဆင်ပြေမယ်လို့အဲ့လိုမျိုးထင်နေရာကနေချစ်နေရာကနေသူတို့ EH တွေနဲ့ပြန်တွဲသွားတာသူ့ရဲ့အရင် EH တွေနဲ့ပြန်တွဲသွားဒီလိုမျိုးကြီးလည်းခံရတဲ့လူတွေပါတက်တယ်အဲ့တော့တခုကြံပေးချင်တာဗာလဲဆိုတော့ကိုဘက်ကနေအရန်အဲ့လိုအတ္တကြီးရရှောင်မယ်ပေါ့အဲ့တော့ဒီတယောက်ကိုကိုဘွားတွေပြန်ခေါ်မလားဆိုတော့ဖိုင်း2အနေနဲ့ကကြတော့ဒီတယောက်ဒီကိုဘယ်လောက်ကြီးစေစနာရှိခဲ့လဲကိုကဘာတွေမှားခဲ့လဲကိုတစတိုးလောက်ခဲ့ရင်တစတိုးလောက်ခဲ့တဲ့အရာကိုပြန်လိုက်ကိုဘက်ကအဆင်ပြေကောင်းမွန်ပါရဲ့နဲ့သူကကိုဘက်ကိုမကြည့်ဘူးဆိုရင်ညှိနှိုင်းတာမျိုးမလုပ်နဲ့။ဘာကြောင့်လဲဆိုတော့သူနဲ့ကိုနဲ့နှစ်ယောက်သားကြားထဲမှာကဒါသူ့ဘက်ကဆိုပြန်လာနိုင်ခြင်း53%မှာဘာသွားကြနေလဲဆိုတော့နှစ်ယောက်ကနည်းနည်းစိတ်မောရတဲ့ပုံစံလေးဖြစ်တဲ့အတွက်မိုးအရင်မ try စေချင်ဘူး။ကိုအနေနဲ့ထပ်ပြီးတော့ try မယ်ဆိုရင်တော့ကိုစိတ်ကိုနိုင်မှကိုကသူဘလို့ပဲဆက်ဆံကိုကသူ့အရင်စိတ်ထဲမှာထည့်မနေဘူးဆိုတဲ့ပုံစံမျိုးလုပ်နိုင်မှသူနဲ့ပတ်သက်ဖို့ပြန် try သို့မဟုတ်သူ့စိတ်ထဲမှာထပ်ပြီးတော့ထားအဲ့လိုမျိုးမှမလုပ်ရင်ကိုကပြောမယ်ကိုအတွက်ကိုကွာကိုစိတ်ဆင်းရဲဖို့ကိုပြန်ရှာနေတဲ့ပုံစံမျိုးဖြစ်တတ်တယ်အဲ့တော့တေချာလေးတော့ပြန်စဉ်းစားပါအောင်လို့ပြောချင်ပါတယ်เนาะဒါတော့ဖိုင်း2အတွက်ပေါ့အဲ့တော့မွန်တီနေလုပ်ပေးလိုက်တဲ့ဟာလေးတွေကလည်းအဆင်ပြေကောင်းပါစေလို့မျှော်လင့်ပါတယ်အားလုံးလည်းကျမကြီးလေးကူးဆိုင်ပေးပါဘယ်ဖြစ်ပေါ့เนาะတဘာဝပေးရနေလေးလည်းဖြစ်နေကြတော့မှားချင်တယ်အရန်တချို့ຢာတွေကြားတော့ပေါ့เนาะကိုအရန်စိတ်ဆိုရင်လွန်နာကြီးတွေအဲ့ဒါမျိုးတွေထက်ကိုလက်ရှိမှာဖျားတရားလေးနည်းနည်းပို့ပြီးတော့လှုပ်ပြီးတော့
အေးဝါအိတ်ဆက်ဖို့တော့အရေးကြီးပါမယ်လို့မိုးနေနဲ့ပြောချင်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်